ဤအကူအပေါင်းတို့ခရိယန်တွေဟာယေရှုခရစ်တော်ကိုဘယ်သူလို့ယုံကြည်ကြတယ်လဲအခြားဘာသာတွေကရောယေရှုခရစ်တော်ကိုဘယ်သူလို့ယုံကြည်ကြတယ်လဲအခြားသောဘာသာတွေကယေရှုခရစ်တော်ကိုဒီလိုယုံကြည်ကြပါတယ်ယေရှုခရစ်တော်ဟာဝိညာဉ်ရေးရာ၌ဆရာတစ်ပါးဖယားသခင်၏ပရောဖက်တစ်ပါးအတူယူထိုက်သောအကျင့်တီလာနဲ့ပြီးရှုံသောသူတော်ကောင်းတစ်ပါးလို့ယုံကြည်ကြပါတယ်ဒါပေမဲ့ယေရှုခရစ်တော်ဟာဖယားမဟုတ်ဘူးဖယားသခင်သားတော်လည်းမဟုတ်ဘူးမေရှိယလည်းမဟုတ်ဘူးကယ်တင်ရှင်လည်းမဟုတ်ဘူးအရာခတ်သိမ်းမတိဘူးအရာခတ်သိမ်းမတတ်နိုင်ဘူးနေရာတိုင်းမှာမရှိဘူးလို့ငင်းပေကြတာဖြစ်ပါတယ်တုံ့တော်လဲခရိယန်တွေကတော့ယေရှုခရစ်တော်ဟာပြီးရှုံတဲ့ဖယားပြီးရှုံတဲ့လူသားဖယားသခင်သားတော်မေရှိယကယ်တင်ရှင်ဖယားသခင်နဲ့လူအကြားမှာတင့်မြတ်စေသောဘောင်းကူတတာဖြစ်တယ်ပြီးတော့တေချင်းမှန်ကိုအောင်မြင်သောဖယားဖြစ်တယ်လို့ယုံကြည်ကြတာဖြစ်ပါတယ်ယေရှုခရစ်တော်ဟာခမဲတော်ဖယားတန်ရှင်တော်ဝိညာဉ်တော်ဖယားနဲ့ထပ်တူဖန်ဆင်းခြင်းအရာ၌၎င်းကယ်တင်ခြင်းအရာ၌၎င်းအရာခတ်သိမ်းကိုတည်တော်ဖယားအရာခတ်သိမ်းကိုတတ်နိုင်တော်ဖယားနေရာတိုင်းမှာရှိတော်ဖယားဖြစ်တယ်လို့ယုံကြည်ကြတာဖြစ်ပါတယ်ဒါဆိုရင်အထက်ကဖော်ပြသည့်အတိုင်းအခြားသောဘာသာတွေနဲ့ခရိယန်တို့ရဲ့မတူညီချက်နဲ့တူညီသောအချက်တွေကိုအားလုံးကနားလေသဘောပေါက်ကြပါတယ်ဒါဆိုရင်ခရိယန်တွေကယေရှုခရစ်တော်ကိုဘယ်လိုယုံကြည်ရမလဲဘယ်လိုနားလေရမလဲဘယ်လိုသူ့နှုတ်ကိုလက်ရမလဲဆိုတာနားလေသဘောပေါက်ကြတာဖြစ်ပါတယ်ထို့ကြောင့်ခရိယန်တွေအနေဖြင့်လူအရှင်အလားအဖြစ်ငွေဖွားတဲ့လောကပညာရှိတွေလောကပညာတတ်တွေလောကမှာတကူအာနာကြီးတဲ့သူတွေလောကမှာချမ်းသာတဲ့သူတွေရဲ့တုန်တင်ချက်နဲ့သူတို့ရဲ့နှုတ်ကိုလိုက်ဖို့ထက်ဖယားသခင်မွေးဖွားစေတဲ့ဖယားသခင်သားတော်ယေရှုခရစ်တော်ရဲ့တုန်တင်ချက်နဲ့ယေရှုခရစ်တော်ရဲ့နှုတ်ကိုလိုက်ခြင်းဟာပူ၍ကောင်းပါတယ်ယေရှုခရစ်တော်နှုတ်ကိုလိုက်ခြင်းဟာခက်ခဲတယ်လို့မထင်ပါနဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုယ်ကြီးမဆလင်လွယ်ကူပါတယ်ဖယားသခင်အရာခတ်သိမ်းကိုတတ်နိုင်တော့ဖယားဖြစ်ပါတယ်ထို့ကြောင့်ဒီအကူအပေါင်းတို့ဒီနေ့ကနေစပြီးတော့ယေရှုခရစ်တော်ရဲ့တုန်တင်ချက်နဲ့ယေရှုခရစ်တော်ရဲ့နှုတ်ကိုလိုက်ဖို့ရှုံးဖြတ်ပြီးရွေးချယ်ကြပါလို့တိုက်တွန်းနှိုးဆော်ခြင်းပါတယ်အားလုံးကိုတန်ရှင်တော်ဝိညာဉ်တော်ကိုယ်ကြီးမဆပါစေတော့